Hi everyone, I am back. အားလုံးပဲမင်္ဂလာပါကျွန်တော်တင်ချဗီဒီယိုအသစ်လေးတစ်ပုဒ်နဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်ပြီးတော့မှ share လုပ်သွားမယ့်ဗီဒီယိုလေးကတော့ဒီဗီဒီယိုမှာတိုက်တဲ့အရှိတစ်ပုဒ်ပေါ့နော် classification of mathematical numbers ဆိုတဲ့သင်္ချာကဏ္ဍကိန်းကဏ္ဍအုပ်စုတွေကိုခွဲခြားစိတ်ပြခြင်းနဲ့ပတ်သက်ပြီးတော့မှ share လုပ်ခဲ့တဲ့ဗီဒီယိုရဲ့အစပဲဖြစ်ပါတယ်အဲ့ဒီဗီဒီယိုလေးကိုကျွန်တော်share လုပ်ခဲ့ခြင်းတုန်းကပထမဆုံးအုပ်စုဖြစ်တဲ့ real numbers ကိန်းစစ်တဲ့အကြောင်းပြောတဲ့အခါမှာ၅မျိုးကိုဖော်ပြခဲ့ပါတယ်အဲ့ဒီ၅မျိုးအပြင်မှာနောက်ထပ်ရှိသေးတယ်လို့လည်းကျွန်တော်အမြင်နေတယ်ပေါ့နော်ကျွန်တော် share လုပ်ခဲ့တာဖြစ်တယ်ဒါပေမဲ့အသေးစိတ်တော့မဟုတ်ခဲ့ဘူးပေါ့ဒါကြောင့်ဒီနေ့မှာအဲ့ဒီကြံနေသေးတဲ့နောက်ထပ်ဒီ real numbers အထူးသဖြင့် rational numbers အုပ်စုထဲမှာပါနေတယ်နောက်ထပ်ကိန်း၅မျိုးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဆိုရင်တူတူကြည့်လိုက်ရအောင်နော်အရှိဗီဒီယိုမှာတော့ဒီ rational number အုပ်စုကအထက်မှာပါနေတဲ့၅ခုကိုပြောခဲ့ဆိုတော့အခု6ခုမြောက်နေကျွန်တော်ဆက်ပြီးတော့မှာပေါ့နော်ဆိုတော့ number 6အမျိုးအစားကတော့ prime numbers သုဒ္ဓကိန်းဖြစ်ပါတယ်ဟုတ်ပြီသုဒ္ဓကိန်းကဘာလဲပေါ့နော်ကျွန်တော်တို့အလွယ်ပြောမှဆိုတော့သုဒ္ဓကိန်းဆိုတာကကိန်းကဏ္ဍတစ်လုံးဖြစ်တယ်သူ့ကိုသူ့ရဲ့ရှိရင်ဆိုကိန်းနဲ့နောက်ထပ်တက်နေပဲစခွဲခွင့်ခွဲလိုက်ရဖြစ်တယ်ဒီနေ့လည်းရှုပ်သွားမှာမသိဘူးเนาะကျွန်တော်ဥပမာပြပြပါနော်ဥပမာဖြင့်ဆိုပါစို့ရှစ်လီပေါ့နော်ရှစ်ကိုကျွန်တော်ကရှစ်တလီရှစ်လို့ပြောလိုက်ရတယ်လို့နှစ်လီလီရှစ်ဒါမှမဟုတ်လေးနှစ်လီရှစ်စသဖြင့်အဲ့လိုပြောလို့ရတယ်နော်ဆိုတော့အဲ့ဆိုရင်ရှစ်ကဒီနံပါတ်ရှစ်ကအလီပေါင်းတစ်မျိုးထပ်မကခွဲလိုက်ရတယ်စခွဲခွင့်တစ်မျိုးထပ်မကရှိနေဆိုရကျွန်တော်အကြမ်းမြင်နော်သဘောပေါက်မလို့တင်ပါဒါပေမဲ့တချို့နံပါတ်တွေကြတော့ तू ကသူ့ရဲ့မူလနံပါတ်နဲ့တစ်ကလည်းတခြားဘာစခွဲခွဲခလို့မရဥမာဖြင့်နှစ်ပေါ်တော့ကျွန်တော်စဉ်းစားကြည့်နှစ်တလီနှစ်သုံးဖို့တစ်နယ်လီနှစ်ရအောင်နော်ဟောဒါဆိုရင်2မျိုးရလားပေါ့မဟုတ်ပါဘူးတစ်နယ်လီပဲဖြစ်ဖြစ်နှစ်တလီပဲဖြစ်ဖြစ်ပါနေတဲ့ကဏ္ဍတွေအတူတူပဲတစ်နဲ့နှစ်တွေပဲလေနော်အရှင်းနောက်နေရာပြောင်းတာပဲခွာတာပေါ့ဆိုတော့ဒီကတော့သုဒ္ဓကိန်းဆိုတာလည်းအဲ့ဒါကိုပဲပြောတာအမှားတော့မခတ်ပါဘူးဆိုတော့သူကကဏ္ဍတစ်လုံးဖြစ်တယ်အဲ့ဒီကဏ္ဍနဲ့တစ်လီနဲ့ပဲမြောက်လို့ရတယ်ကိန်းကဏ္ဍအမျိုးအစားဖြစ်ပါတယ်ဒါပေမဲ့အထူးသတိထားမယ့်အရာတစ်ခုရှိတယ်သုဒ္ဓကိန်းကဘယ်ကနေစသလဲပေါ့နော်ဆိုတော့အငယ်ဆုံးသုဒ္ဓကိန်းကနံပါတ်1ပဲဖြစ်ပါတယ်ပြီးတော့မှ3 5 9စသဖြင့်ပေါ့နော်တွားမယ်ဆိုရင်မရှိတက်နေလားများတယ်သုဒ္ဓကိန်းတွေအများကြီးရှိပါတယ်ဒါဆိုမိကွန်းထုတ်ရရှိတာကတက်ကရောသုဒ္ဓကိန်းမဟုတ်ဘူးလားပေါ့ဘာလို့ဆိုတော့တစ်တလေးတရတယ်လေလို့ပြောကြရှိတယ်နော်ဒီသုဒ္ဓကိန်းတစ်လုံးဖြစ်ဖို့တဲ့စီကံချက်နောက်ထပ်အရေးကြီးတဲ့ချက်ကဘာလဲဆိုတော့တူညီတဲ့နံပါတ်တစ်လုံးကနှစ်ခေါက်ဖြစ်ခွင့်မရှိဘူးဆိုတော့တစ်တလီတစ်ဆိုတော့တစ်နှစ်ခေါက်ဖြစ်နေပါတော့အဲကြောင့်စီကံချက်အရာဆိုရင်နံပါတ်1ဟာသုဒ္ဓကိန်းတော့မှအကျုံးမဝင်ပါဘူးเนาะသုဒ္ဓကိန်းအငယ်ဆုံးသုဒ္ဓကိန်းကနှစ်ကနေစဖြစ်တော့မှကျွန်တော်အစလိုက်ဆက်ရည်သွားဖို့ဖြစ်တယ်သူကအဆုံးမရှိတော့သုဒ္ဓကိန်းတွေအများကြီးရှိနေတာဖြစ်ပါတယ်ကျွန်တော်ဒါဆိုဆက်ပြီးနံပါတ်9ကိုဆက်ပြီးတော့ကြည့်ကြည့်အောင်နံပါတ်9ကတော့ positive numbers အပေါင်းကိန်းဖြစ်ပါတယ်အပေါင်းကိန်းဆိုတာကကျွန်တော်တုံညာထက်ကြီးတဲ့ကဏ္ဍတွေဖြစ်တယ်ဖြစ်နိုင်ခြေ3မျိုးရှိတယ်ပေါ့နော်အပေါင်းကိန်းတွေပုံစံကပထမတစ်မျိုးကတော့ရိုးရိုး whole number သို့မဟုတ် integer ပုံစံမျိုးပေါ့နော်1 2 3စသဖြင့်နော်ဒီမှာအနီနဲ့ရေးထားသလိုမျိုးနောက်တစ်မျိုးကျတော့ decimal ဒသမပုံစံမျိုးနဲ့လည်းရှိနေတယ်ဒီမှာဆိုရင်1.2 3.4စသဖြင့်ပဲလိမ့်မယ်နောက်ဆုံးဖြစ်နိုင်တဲ့ပုံစံတစ်မျိုးကတော့အပိုင်းကိန်းပုံစံပေါ့နော် fraction ပုံစံပေါ့ဒီမှာဆိုရင်4/5 6/7စသဖြင့်အဲ့လိုမျိုးရှိနေပါတော့ဒါဆိုကျွန်တော်တို့နံပါတ်8ကိုကြည့်အောင်နံပါတ်8ကတော့ဆိုအပေါင်းကိန်းရဲ့စัจ jin ဘယ်လိုပြောလိုက်ရတာပေါ့နော်သူကြတော့3ညထက်ငယ်တယ်တနည်း3ညထက်တောင်ပိုနေတဲ့
ဂိမ်းကနနေဖြစ်ပါတယ်သူ့မှာလည်းဖြစ်နေဒီပုံစံသုံးမျိုးရှိပါတယ်ပထမတစ်ခုကတော့ ရိုးပေါ့နော်ဒီမှာအနေနဲ့ရေးထားလို့ -3 -2 -1 ညီမတို့ဆိုတော့အနှုတ်3အနှုတ်1အနှုတ်1ပေါ့အဲ့လိုမျိုးဖြစ်နေတယ်နောက်တစ်ခုကတော့တက်သမနဲ့လည်းဖြစ်နေတယ်အနှုတ်3တက်သမ5အနှုတ်2တက်သမ1စသဖြင့်ပေါ့အဲ့လိုဖြစ်နေတယ်နောက်ဆုံးတစ်မျိုးအပိုင်းကင်းတယ်ပေါ့နော်အနှုတ်3ပိုင်း2ပိုင်းအနှုတ်2ပိုင်း2ပိုင်းစသဖြင့်ပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဒါဆိုကျွန်တော်နောက်ဆုံးချက်နဲ့နှစ်ခုဆက်ပြီးကြည့်အောင်နော် number 9 odd numbers marking ဟိုကျွန်တော်လူသားတွေမှာနော်ဖိုမနော်ယောက်ျားလေးနဲ့ main ကလေးရှိတယ်မျိုးကိန်းကလေးတွေမှာလည်းဒီတဘောရှိရဆိုတာဒီမှာတွေ့ရပါနော်ဆိုတော့ပြီးမကိန်းကဘာလဲပေါ့အလွယ်တစ်ဖက်တန်းတန်းလည်းဘယ်လိုပြောရမလဲဆိုတော့ဒီမှာကျွန်တော်ရေးပြထားလို့ပဲသူကကိန်းကနန်းတစ်ခုဖြစ်တယ်သူ့ကိုနှစ်နဲ့ဆိုင်မပြတ်ဘူးပေါ့ဟုတ်ပြီမပြုတ်ဆိုဘာပြောရလဲပေါ့ဥပမာဖြင့်တော့ကျွန်တော်အစားနော်အစား operation ကိုသိမယ်ဆိုတော့၄ကိုနှစ်နဲ့ဆိုင်နှစ်နဲ့4လို့စားလိုက်အကျွင်းရဘယ်လောက်3ရပါတယ်နော်အဲ့လိုအကျွင်း3ရဖြစ်အောင်စားနိုင်တယ်ဆိုရင်တော့ဒါကနောက်ထပ်တစ်မျိုးဖြစ်သွားမှာဒါပေမဲ့အဲ့လိုမျိုးအကျွင်း3ရမှာထွက်ပဲနဲ့အဲ့လိုပေါ့တစ်ခုကြံနေမှာအကျွင်း1တို့အကျွင်း3စတဲ့တစ်ခုခုပေါ့နော်အဲ့လိုမျိုးကြံနေတဲ့ဟာမျိုးတွေအဲ့လိုမျိုးအဖြေမျိုးရစေတယ်နည်းနည်းစားပြင်မယ်အဲ့လိုအကျွင်းရ3ရမဖြစ်ပဲခဏတစ်ခုထွက်စေတယ်ဂိမ်းနေဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့မဂိမ်းလို့ခေါ်တာပေါ့နော်ဒါပေမဲ့ဒီမှာဥပမာကြည့်တော့ပိုရှင်းပါတယ်ကျွန်တော်ပြနေတော့ရှုပ်သွားတာတော့မသိဒါပေမဲ့အဓိကပြောချင်တာဂိမ်းကနတစ်မျိုးဖြစ်တယ်တစ်လုံးဖြစ်တယ်ဒါပေမဲ့နည်းနည်းဆိုင်သူကအကျွင်း3ရလောက်မဖြစ်ဘူးအဲ့လိုမျိုးဂိမ်းတွေကိုမာဂိမ်းတနည်းအားဖြင့် odd numbers လို့ခေါ်ပါတယ်နောက်သတိထားမယ့်ကမာဂိမ်းထဲမှာ3ညမပါပါဘူးเนาะသူကအနှုတ်ဘက်ခြမ်းဖြစ်ကောင်းဖြစ်မယ်အပေါင်းဘက်ခြမ်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့3ညတော့မပါဘူးနောက်ဆုံးတစ်မျိုးကတော့ number 7เนาะ even number စုံဂိမ်းဖြစ်ပါတယ်စုံဂိမ်းကလည်းအပေါင်းဘက်ခြမ်းဖြစ်နိုင်တယ်လို့အနှုတ်ဘက်ခြမ်းလည်းဖြစ်နိုင်ပါတယ်เนาะအနှုတ်6အနှုတ်4အနှုတ်2ဖြစ်နိုင်တယ်လို့2 4 6လည်းဖြစ်နိုင်ပါတယ်စုံဂိမ်းတွေကတော့ဦးရမှာတွေ့ရလဲပါဆိုတော့သူတို့နည်းနည်းစားလိုက်မှဆိုရင်အကျွင်းရ3ညပဲကြံပါတယ်စားလို့ပြတ်တာပေါ့နော်အဲ့တော့တခုသတိထားမိရတော့ဒီစုံဂိမ်းတွေထဲမှာလည်း3ညမပါပါဘူးနော်โอเคနော်ဒါတော့ဒီနေ့ကျွန်တော်တို့ real numbers ဂိမ်းစစ်ထဲမှာကျန်ခဲ့တဲ့နောက်ထပ်သူ့ရဲ့အဆက်ပေါ့နော်5မျိုးဂိမ်းကန5မျိုးကိုကျွန်တော်ပြန်ပြီးတော့မှအချင်းချင်း share လုပ်ခဲ့တာဖြစ်ပါတယ်လို့နော် prime numbers တုံးတာဂိမ်း positive number အပေါင်းဂိမ်း negative numbers အနှုတ်ဂိမ်း odd numbers မဂိမ်းနဲ့ even numbers စုံဂိမ်းပဲဖြစ်ပါတယ်လို့